အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒေါက်တာဖြိုးစီဟာရေးသားထားတဲ့ကိုကိုရင်းကတိုက်ပွဲဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ကိုကိုရင်းကတိုက်ပွဲဒီဘက်နောက်ပိုင်းဥက္ကဋ္ဌတရားရဲ့အရေးကြီးမှုကိုရောခက်ခဲပုံကိုပါပိုပြီးနားလည်လာတယ်အများစုထင်ကြသလိုလစ်လျူရှုလိုက်တာကိုပြောတာမဟုတ်ဘူးအကောင်းနဲ့ကြုံဆိုးနဲ့ကြုံတည်ငြိမ်တဲ့စိတ်နေစိတ်ထားနဲ့မရိပ်မြိုင်ရှေ့ဆက်နိုင်တာမျိုးကိုဆိုလိုတာပုရုဇဉ်တွေဖြစ်လို့ကံရည်ပြင်းလို့တည်ငြိမ်နေဖို့ဆိုတာတော့မဖြစ်နိုင်ဘူးအကောင်းနဲ့တွေ့ရင်ပျော်မှာပဲအဆိုးနဲ့တွေ့ရင်စိတ်ဆင်းရဲမှာပဲဒါပေမဲ့ငကိုမူလအနေထားကိုမြန်ပြန်ရအောင်လုပ်တယ်ตาရမနေဘူးလက်မလျှော့လိုက်ဘူးရှက်မပြစ်လိုက်ဘူးဒီဆောင်မမှာတော့အဆိုးလောကရန်နဲ့ပတ်သက်လို့ပဲဆက်ရေးပါရစေလူမှန်ရင်တော့လေအတိအမှတ်ပြုခံရမှုဆိုတာကိုလိုချင်ကြတာကြီးပဲကိုလုံနေမှန်းစူးစမ်းနေမှန်းသိစေခြင်းနဲ့ချီးကျူးစေခြင်းနဲ့ဂုဏ်ပြုစေခြင်းနဲ့ဒါကိုပဲငန်းတက်ဖြစ်မနေအောင်တပားသူတွေရဲ့ချီးကျူးစကားပေါ်မှာပဲကိုတန်ဖိုးမဖြတ်မိအောင်စင်ကျင်ထိန်ချောင်းကြရတာပဲတခါတလေကြာဘလောက်ပဲကောင်းတာလို့ဘလို့ပဲကောင်းအောင်နေဝေဖန်ခံရတယ်တိုက်ခိုက်ခံရတယ်လောင်ပြောင်ခံရတယ်မင်းဖြစ်နေလို့ကိုကြည့်မြတာကွာဆိုတဲ့သူရှိတယ်ပြောရရင်ပြင်ဘက်ကဘတ်တယ်တွေပဲနိုင်တဲ့အခါလဲနိုင်မယ်မနိုင်တဲ့အခါလဲမနိုင်ဘူးဖြည့်ရှင်းဖို့လိုတယ်ထင်လဲရှင်းမယ်မရှင်းသင့်ဘူးထင်ရင်လဲမရှင်းဘူးကိုရအတွေ့အကြုံရတော့လူတွေကအမှန်ကိုသိချင်တာမဟုတ်ဘူးသူတို့ကြားချင်တဲ့စကားကိုပဲလိုက်နားထောင်တာဒီလူကိုကြည့်မြအောင်လားသူ့ကိုမကောင်းပြောထားတာတွေကိုပဲလိုက်ရှာဖတ်ပြီးတွေ့လားငါပြောသားပဲဆိုပြီးလိုက်လို့တာရှင်းပြလို့အမြင်ပြောင်းသွားတယ်ဆိုတာခက်ရှာဒါကြောင့်အပြင်ဘက်ကတိုက်ပွဲတွေထက်အတွင်းထဲကတိုက်ပွဲကပိုရေးကြီးတယ်လို့မြင်မိတယ်။ဘာတိုက်ပွဲလဲ။ဘသူနဲ့တိုက်ရတာလဲဆိုတော့အဲ့ဒီလိုအတိအမှတ်ပြုမခံရတဲ့အပြင်အစဲဆိုပါခံနေရတဲ့အခါများလုပ်လေများပြောခံရလေဖြစ်နေတဲ့အခါကိုယ်ပဲထိခိုက်နေနိုင်ရတာတွေများလာတဲ့အခါတော်ပြီးလက်လျှော့လိုက်တော့မယ်ဆက်မလုပ်တော့ဘူးဆိုတဲ့အတွေးကိုတိုက်ရတာဖြစ်ပါတယ်တခါတလေကြလဲအစဲတော့မခံရပေမဲ့ကိုလုံနေတာတွေကိုလူမသိတဲ့လူသိခံလို့လည်းမရတဲ့အညတရသူရဲကောင်းတွေရှိသေးတယ်တကယ်ကိုတိုတိတ်နေကြရတာအဲ့ဒီခါမှလဲကိုရင်ဆိုင်နိုင်ယူကြရတာပဲမိတ်ဆွေတယောက်ကလည်းခဏပြောတယ်ဆရာရဲ့ကျွန်တော်အရင်ကစိုးသွမ်းနေတော့ကဘာပြဿနာမှမဖြစ်ဘူးခုလူကောင်းဖြစ်လာတော့မှပဲတက်လိုက်တဲ့ပြဿနာတွေဆိုတာတဲ့ဟုတ်တယ်ဆိုးရကနေကောင်းရတာလည်းမလွယ်ဘူးအရင်ကပေါင်းခဲ့တဲ့သူတွေရဲ့ဖယ်ကျင်ခြင်းတခါတလေဆိုရံမှုခြင်းမှရှုံရတယ်လူတွေရဲ့ယုံကြည်မှုကိုလည်းတော်ယုံနဲ့ပြန်မရဘူးငွေရှာရတာကလည်းတမအာဇီဝကြလေပိုခတ်လေပဲလူကောင်းဖြစ်ရတာနာမည်ကလွှဲရင်ဘာတစ်ခုမှမကောင်းဘူးအဲ့ဒီခါကိုရင်းကတိုက်ပွဲကိုရင်ဆိုင်ကြရပြန်တာပဲကောင်းမွန်ဆက်ရှင်တန်လူစိတ်မရှိတော့ဘူးရိုးသားဆက်မနေချင်တော့ဘူးကြိုးစားအလုံးမလုံးချင်တော့ဘူးစိတ်လိုလိုက်တော့မယ်အများမိုးကားရေတောက်တယ်လို့ငါလည်းလိုက်တောက်တော့မယ်ဒီတွေးတွေကိုအနာယူရတယ်ကျွန်တော်ကတော့အတွေးနှမျိုးနဲ့အနာယူလေးရှိတယ်ပထမတစ်မျိုးကငါဒါတွေကိုဘာအတွက်လုပ်ခဲ့တာလဲလုပ်နေတာလဲလို့ပြန်မိတာလူအသိမှတ်ပြုခံခြင်းလို့လားချီးကျူးခံခြင်းလို့လားငါလှုပ်တဲ့လှုပ်ထိုက်တယ်ယုံကြည်လို့လုပ်ခဲ့တာလားဒါဆိုအဖြေကရှင်းသွားပြီဘယ်သူဘာပြောနေကိုလန်းကိုရှောက်ယုံမယ်ကိုပုံစံအတိုင်းကိုရှင်တန်ယုံမယ်နောက်တစ်နည်းကတော့ဝေဖန်တိုက်ခိုက်သူတွေကြောင့်လက်လျှော့လိုက်တာလောက်ကိုပြောင်းလဲပစ်လိုက်တာလောက်ရှုံးတာမရှိတော့ဘူးဆိုတဲ့အတွေ့ပဲသူတို့ကအဲ့ဒါလိုဖြစ်စေချင်တာလေပြိုလဲသွားစေချင်တာရက်တန်သွားစေချင်တာအဲ့ဒီအတိုင်းကဖြစ်ပေးလိုက်မှတော့ဒီထက်ရှုံးတာရှိဦးမလားဒါမျိုးငါဘယ်တော့မှမဖြစ်စေရဘူးဆိုပြီးခွန်အားပြန်ယူလေးရှိတယ်လူတချို့နဲ့ရင်ဆိုင်ရတယ်ဖြည့်ရှင်းရတယ်ဒီလိုအပြင်ကတိုက်ပွဲကိုမြင်ကြတာများတယ်သူတို့ကြောင့်သူတို့ရဲ့ယုံမှမှုအောက်တန်းကြောက်မှုကြောင့်
ကိုယ်စိတ်တွေပြိုလဲသွားတာရိမ့်ရိမ်သွားတာပြောင်းလဲချင်လာတာကြောင့်မမြင်ကြဘူးတကယ်တော့သူတို့ကိုရှုံးသွားတာမဟုတ်ဘူးကိုရှုံးသွားတာမရိမ့်မြိုင်ရှေ့ဆက်နိုင်ခဲ့ရင်လဲသူတို့ကိုနိုင်လိုက်တာမဟုတ်ဘူးကို့အတွင်းတွေကတိုက်ပွဲကိုအောင်နိုင်လိုက်တာကိုနိုင်လိုက်လို့သာအပြင်အောင်ပွဲကိုပါတစ်ဆက်တည်းအနိုင်ရလိုက်တာဖြစ်ပါတယ်ဒေါက်တာဖြိုးတီဟာ20 ရက် 5 လ 2025